ကျွန်တော်ပြလာပါပြီဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ကြောင်းပေးရမလို့ပါဒီနေ့မှာတော့ကျွန်တော်ရဲ့ရွာကိုအလဲသွားလိုက်ကြစို့ဒီချင်းမှာကတော့ကျွန်တော်ရဲ့ရွာထဲမှာဆက်ပြိုးရည်တို့အများကြီးလောက်ကန်ကြပါတယ်လူတွေကရောအများကြီးနေထိုင်ကြပါတယ်ဒီထဲမှာကတော့ရှိပါသေးတယ်ဗျစပားတွေကရောအများကြီးပဲဆက်ပြိုးကြတာမလို့ပါအဲ့ဒီမှာကကျွန်တော်တို့ကလည်းဒီတမဲ့ကျွန်တော်ကကြောက်တက်တာမလို့ပါကြောက်တက်တာနဲ့ကျွန်တော်ကဒီစပားဆက်တဲ့နေ့မှာကျွန်တော်သွားပြီးမကူညီခဲ့ဘူးပေါ့နော်ဒီမှာကျွန်တော်ရဲ့အဖိုးတွေကျွန်တော်ရဲ့အဖေအဲ့ဒီထဲမှာကျွန်တော်ရဲ့အမေအဲ့ဒီထဲမှာကျွန်တော်ရဲ့ညီလေးဖြစ်ပါတယ်တခြားကတော့ကျွန်တော်ရဲ့ရွာကိုစော့ပေးသူတယောက်ပေါ့ဗျာဒါကြောင့်မလို့ဒီဗီဒီယိုလေးကတော့ကျွန်တော်ရဲ့ရွာကိုလေလက်ခုံပေးတဲ့ဗီဒီယိုလေးဖြစ်မလို့ပါဒါကြောင့်မလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုခံစားပေးပါလို့လေကျွန်တော်စောင့်မျှော်ပြီးပြောချင်ပါတယ်ဗီဒီယိုလေးမစခင် subscribe နဲ့ like နဲ့ပေးလို့ရပါတယ်ကျေးဇူးပါဒါဆိုဗီဒီယိုဆက်လိုက်ကြရအောင် Okay ဘောဘောတို့ကျွန်တော်ကတော့အခုရောက်တော့မယ်ဗျာကျွန်တော်ရွာလေးရောက်တော့မယ်ဟာကျွန်တော်သွားနေရတာရမ်းပြင်ပန်းနေဗျာအော်ညက်တန်းကြားနေလို့ပြီအော်1 2လာရှိနေပြီဗျာဟာတော့1 2ကျွန်တော်ရဲ့အော်မပြောဆရာတော်မလို့ဥမာကျ line ကတော့တွေ့နေပြီ1 2ဘာလုပ်နေလဲတက်တက်နေထိကြငေါကိုကျူးပေးတယ်ဗျအာyes hello ဒီကျူးနေတော့မချီလေးရမလား yesရတယ် yes ရာခက်ချေလေးငါညင်ခောက်ထားလိုက်ဦးမယ် come on ရတယ်ခဲ့ပဲလာခဲ့ကြာငါညီလေးတပြင်းနေချီရဲ့ okay ဒါလိုင်းကတော့တော်ရမှာ oh shit အော်အကောင်လည်းများလိုက်တာလိုက်တော့ဝက်မှာအကောင်လည်းတွေ့ရတာရမ်းပြောဖို့ကောင်းနေက oh sorry okay မရဘူးထပ်ပြီးသွားပြီကျွန်တော်ရဲမိလိုက်လို့ကွာဒါပါလေကျွတ်ကတော့မယူတော့ဘူးငါညစ်ကောင်ခုံလိုက်ရပြီဒီကောင်ခေါ်ခုံထားလိုက်မယ်ငါတို့ကဖယ်မင်းရဲ့ကျွတ်ကိုမကြိုက်ပါဘူးဟာကျွတ်တော့မဟုတ်ဘူးတင်နေကွာကျွတ်လိုမျိုးလည်းမဖြစ်ဘူးကြောက်ငါချီထားလိုက် no ကျွတ်ချီမှာသူရချီလို့မရဘူးထားလိုက်တော့တကောင်မရဘူးOkay ကျွန်တော်ရွာတော့မီနေလို့ပြီ yes okay ပြောဖို့ကောင်းတယ်ကျွန်တော်ရွာလည်းရောက်ပြီ yes okay ဟာပြောနေတယ်တိုင်းရမယ်ကျွန်တော်ရဲ့တို့ရွာမှာဂိမ်းဆော့ပဲတူတယ် hello နေကောင်းလားဗျာ အိုးဒီစကပြလာပြီဗော ဟုတ်ပြလာပါပြီကျွန်တော်ပြလာပါတယ်ကျွန်တော်ပြလာတာခုမှကျွန်တော်ရဲ့ကြောင်းပေးရဒီတစ်ပတ်တွင်းမှာပဲကြောင်းပေးလို့ပြလာတာပါโอเคကျွန်တော်ဖယ်မရှိရင်နော် ရှိပါတယ် โอเคရှိတယ်ဆိုပြီးတွားလိုက်ဦးမလားကျွန်တော်ဖေဦးโอเคတွားလိုက်တော့မယ်ကျွန်တော်ရဲ့ဖယ်မင်းဟာရောခုတလုံးဘာလုံးနေကြတော့မသိဘူးလူတွေကတော့ယူတော့တော်တော်ဆုံးနေပါတော့ခုတလုံးလူတွေမဆုံးပါဘူးကျွန်တော်အိမ်ဟိုဖက်မဟုတ်တယ်ဟိုမှာကျွန်တော်အိမ်ထဲမှာငါကွက်ကတတီးရโอเคOh, Ame, yes, Ame, taပြလာပါပြီtaပြလာပြီ Okay, Ame ဘာလုပ်နေရလဲ မင်းကဘာမှမလုပ်ပါဘူးဒီတိုင်းနေချုံယုံပါပဲ ဟုတ်တာကျောင်းပေးရမှာဆိုပြန်လာတာဖြစ်ပါတယ်ဗောကြောင်းAme ဘောလေကြောင်းချက်ကျွန်လေးAme တာရဲ့ညစ်တယ်နဲ့ message ပေးမယ်နော် Okay လာခဲ့ကြေကလေးကွာနာမည်နဲ့မပေးဘူး Okay ကျွန်တော်ရဲ့ comment မှာနာမည်ရေးခဲ့ကြပါဦးကျွန်တော်ရဲ့ညနာမည်ကိုဘယ်လိုမျိုးပေးရမလဲဆိုတော့ဗောနော် Okay ကျွန်တော်ကညကိုဘယ်လိုပေးရမလဲဆိုတော့ကျွန်တော်မသိသေးဘူးဗောနော် Okay နာမည်လေးပေးကြပါ Okay yes ကျွန်တော်ရမယ်ဟဲ့အမေစီလို့မတော်နေလေကွာထိုက်ပြီးထွေးမှနေဒီဖိနေ Okay ထိုက်တော့အမေကျွန်တော်ပြလာတာကဘာလို့လဲဆိုတော့ကျွန်တော်ဒီတစ်ပတ်တည်းမှာကြောင်းပေးတယ်ပေါ့နော်ဒါကြောင်းပေးနေပြလာတာပါတခဏကျွန်တော်လည်းအဖေရောရှိလာဗျာ ရှိပါတယ်အလုံးလုံးနေပါတယ် ရှိနေဆိုလေအဖေစီတွားလိုက်မယ်ခဏမှနော်အမေကိုခဏနော်Okay ဟုတ် Okay ဒါဆိုရအမေတွားကြည့်လိုက်ဦးမယ်နော်ဒါပြီနော်အမေကျွန်တော်ပတ်ရက်စားအဖေစီမရှိတော့မှာပါတော်ပြီနော်ပတ်အမေဒါလေးကတော့ကျွန်တော်ရဲ့ဒီမှာကျတဒါတော့အရင်တူတက်နေပြီပေါ့ဗျာတချမ်းနေရာပြောရွှေ့ကြည့်မယ်
ဒီနားလုံးမှာရှိမှထင်နေဗျာဖေကအိုးဒါကျွန်တော်ရဲ့ညီလေးပဲရှိရဲ့ညီလေးဘာလုပ်နေရလဲနေကောင်းကြလားโอเคညီလေးကတော့နေကောင်းနေထင်ပါတယ်ဗျဘာမှတော့မဟုတ်သေးဘူးဟိုမှာအိုးโอเคကျွန်တော်ရဲ့ညီလေးရဲ့အတွက်ကတော့ဒီမှာဘန်ဒီတစ်လုံးနဲ့ငါโอเคထားပေးထားတယ်ဗျโอเคကျွန်တော်ရဲ့ face ကိုတွားလိုက်ဦးမယ်ပါရှိလေโอเคဒီရှိတယ်အတီးကမယူတော့ဘူးညီလေးပဲကျွန်တော်ပေးတဲ့ဒီအော်ဟုတ်တယ်ကျွန်တော်ညီလေးကျွန်တော်အတီးပေးကျေးဇူးပါညီလေးကဲအမေအဖေစီတွားလိုက်ဦးနော်ကဲကျွန်တော်ဖေကဘယ်နားလုံးမှာလဲဘယ်နားဟိုဒီနားလုံးအရှိမထင်နေဗျ yes ကြည့်မယ်ဟုတ်တယ်ကျွန်တော်အဖေဒီမှာတားပြလာပါပြီနေကောင်းလားဖျက်လာအရင်အိုနေပြီနေနော်ကဲဒီမှာမကြည့်လားဒိုင်းမူးနဲ့ဗာလေးကပက်ဆိုင်โอเคဒိုင်းမူးနဲ့ပက်ဆိုင်ထားရတယ်အဖေကဒီမှာပက်ဆိုင်တစ်ခုရှိအမဟုတ်ဘူးပုတ်တူအေးဘုံချင်းတော့မရှိမေအဖေကတော့ဘာလုပ်နေရလဲညလည်းမူးလေးချုံနေပြီနေဗျဟုတ်တယ်ကမူးချုံနေပြီဟုတ်โอเคပါဒါဆိုရင်တော့တွားလိုက်ဦးမယ်နော်အဖေကျွန်တော်ဒီပေးကျေးဇူးပါဖေโอเคမူတော့ချောတော့မယ်ဟာကျွန်တော်ကလည်းအဖေကျွန်တော်မူချောပြီးကျွန်တော်ပြန်မတက်ရမှာဒါကဖေအေးရဆိုတော့လေနေရောက်စေးလို့မရဘူးလေကျွန်တော်အဖိုးစီအောင်ပဲတက်လိုက်တော့မယ်နော်အဖိုးစီတော့အဖွားစီလာအဖွားစီကိုတွားလိုက်ဦးမယ်နော်အဖွားစီကဲဘိုင်ဘိုင်ဖွားကပင်နာတော့မနေထန်တာလေငါတိုင်းမိတ်သွားတယ်ဗျကဲမနေ့ပြန်ဟိုမှာစပါးတွေရှိရဗျမနေ့ပြန်မှတွားလိုက်ဦးမယ်စပါးတွေကိုတော့ဒီနေ့ညတော့ဒီတိုင်းပဲကဲဒီနေ့တော့သွားသေးရမှာပဲခဏဆိုဗီဒီယိုတွေတခြားအကောင့်တွေပေါ့နော်လူတွေကိုပြဿနာလာရှာတဲ့လူတွေရှိပါတယ်ဗျာโอเคကျွန်တော်ပွင့်ရင်ဒီနားတော့မှာတော့မတည်ဘူးဟုတ်တယ်ဒီနားတော့မှာဖြစ်နေချင်ဟုတ်တယ်အဖွားလားအဖွားဟုတ်တယ်အဖွားဘာလုပ်နေရလဲဟာညထဲမှာအိပ်ပါလားအဖွားလေအဖွားတားပြလာပြီဗောအေးဟုတ်ကျွန်တော်လာတာကအတော်မကြသေးဘူးဒီနေ့ညပဲလာတာဒီနေ့ညအဖေမင်းနဲ့နောက်ဆက်ပြီးပြီဒီနေ့ညမြေဆက်ကျွန်တော်လည်းကြောင်းတက်တာဆိုတော့ဟိုလိုမျိုးပေါ့နော်ဖွားစီကိုမလာဖြစ်ဘူးပေါ့နော်အဖွားကိုလည်းကျွန်တော်အရင်တတိရတယ်ဗျโอเคမင်းနဲ့ပြန်မှပြောကြမယ်ကွာအဖွားကျွန်တော်လည်းအရင်မောတယ်ကျွန်တော်ဒီချီနဲ့ဒီထဲမှာလာတာက2ရက်တော့ကြာသွားတယ်ဗျာရက်ခါလည်းမရှိတော့ဘူးအကုန်သွားပြီဟုတ်ထားငါညထားရတယ်ဗျာထားခဲ့ပြီနေโอเคဟုတ်ပြီဗျာမနေ့ပြန်မအေးစစ်ပြကြမယ်နော်အေးလိုက်တော့မယ်နော်အေးပြီကျွန်တော်တို့ရဲ့အဲ့ရနှစ်ခုထားဖေးရဟုတ်တယ်ဗျာကျွန်တော်ရဲ့ဖွားနေတော့ကျွန်တော်အရင်တဘောကောင်းတာဟုတ်တယ်ကဲဒီဆိုတော့ဒီထဲမှာပဲအဖိုးလိုက်တော့မယ်โอเคဒါဆိုတော့ကျွန်တော်ရဲ့အိယာရနဲ့ထက်လာပြီညမုန်းကလည်းလိမ့်ပြီ yes ဟုတ်နိုးလာပါပြီโอเคဒီညကတော့စပါးစံတွားကြည့်လိုက်မယ်နော်စပြောရည်ဖေမေလေးနောက်ဆက်ပြီးဆိုတော့ကျွန်တော်အမရှိရဘူးလေကျွန်တော်အမဒါနဲ့လူသိစင်နေရပဲတွားပြီးမင်းကြီးရဲ့ပူကောင်းမယ်ဖိုးစီဖွားစီအဖွားတကားလေးကအဖွားဘယ်လိုမျိုးတဲ့ရလဲအဖွားဒီမှာကျွန်တော်တို့ရဲ့တင်ချင်းတွေတခြားလူတွေရောဘယ်မှာတွားငုံကြပြီလဲအဖွားတော့ဒီချင်းကမေလာစာကြောပါပြီအဲ့တော့မဖြစ်သွားကြဗောရက်ခါတွေဗောတို့လေအမဲလိုက်ကြတာဆိုတော့လေထားလိုက်ပါတော့ကျွန်တော်ပဲစပြိုးစီသွားကြည့်လိုက်ဦးမယ်နော်ဖွာโอเคစပြိုးချန်တော့ရောက်နေပြီစပါးတွေတော်တော်များများဆက်ထားတယ်ဗျာဖိုးတယ်နဲ့ကျွန်တော်မင်းသားစုတွေဆက်ထားတာမျိုးပေါ့နော်ဒီမှာတော့လူတော်တော်များများတော့ခုအမဲလိုက်ကြဆိုတော့လေကျွန်တော်တို့အခုစပေါ်နေနေရှိတယ်ဗျโอเคဒါပေမဲ့ဒီနေ့ညကတော့ကျွန်တော်ဒီလာတာကတော့စပါးရက်ကိုလာတာမလို့ပါဒီထဲမှာတော့ကျွန်တော်စပါးရက်ကိုရမှာမလို့ပါစပါးရက်ကိုကြားရမှာမလို့ဒီနေ့ညတော့မအဲ့တော့စပါးရက်ကိုမယ်ဗျာ
ကျွန်တော်ရက်ကူနိုင်တာကတော့အများကြီးတော့မရှိဘူးနည်းနည်းတော့ပဲရှိတယ်ဟိုနားလုံးမှာဆိုငါညှက်လိုက်မယ်โอเคဒါဆိုတော့ကျွန်တော်ရဲ့အိမ်ကိုပဲပြင်လိုက်ဦးမယ်ဘာလို့လဲဆိုတော့စပါးရက်ကူရမှာလေနော် yes okay စပါးရက်ကူမယ်ဟုတ်ကဲ့ဟိုစပါးရက်တဲ့ခေါင်ပင်မှာတွားပြီလေတွားရှာကြည့်လိုက်ဦးမယ်အဲဒီတော့ဒီနားတော့မရှိတော့ဟုတ်တယ်အာဒါများရှိတယ်မဲလိုက်ရမှာငါမဲအမဲမလိုက်ချင်ဘူးကျွန်တော်ကဒလိဆန်တွေကိုတက်တာဆိုအမောင်းဆိုပဲအရင်နဲ့တနာတဲ့ဒလိဆန်တကောင်တက်ရတာကโอเคအိုဒီမှာရှိโอเคโอเคဟာโอเค yes စပါးရမယ်ဒါအဖေမေတော့မပြောတော့ဘူးပြောလေဘာမှမထူးလေနော်ရက်ခမ်းရတော့မှာမဆိုတော့ရမယ် let's go အာဒီကောင်ဘာကောင်လဲကွာညက်ထားလိုက်တော့ချလိုက်တော့โอเคဒါဆိုတော့ကျွန်တော်ဒီမှာမင်းလေးလုံထားတယ်အခုဒီနေ့စပါးရက်ရမှာဆိုတော့ကြောက်တယောက်ထဲပဲလူတွေကလည်းအမဲလိုက်တာဆိုတော့ဒီနားလုံးမှာရရပူကောင်းမယ်ထင်တယ်တခြားဒီနားဒီရနဲ့စပြီးရလိုက်တော့မယ်ကွာကျွန်တော်ဟိုနားဒီနားမှာလည်းအလေမတော်ဘူးမလားအတယ်မတော်ကြည့်ဘူးတွားကြည့်ဒီပူကောင်းမယ်ဗျာကျွန်တော်လည်းလာရဲရောဟဲ့โอเคဒါလေးရလေရောပဲဟုတ်တယ်ဒီနားမှာအိမ်ရှိမပုံလေးဗျာဘာလို့လဲဆိုချက် line နဲ့ဖောက်ထားတယ်ဗျအိုဒီကနေတော့ line ပြတ်ထားတယ်ထားလိုက်တော့ကိစ္စမရှိပါဘူးတခြားနေရာကိုပြောကြွားမယ်ဒီကနေအခုတော့စပါးရရမယ်ဆိုတော့စပါးသွားရမယ်အိုးမအိုးတမီတကောင်သွားနေတမီထားလိုက်တော့တမီနဲ့ကိစ္စမရှိဘူးကျွန်တော်ရွာတွေကပြောဦးမယ်ကွာကျွန်တော်ရဲ့ရွာတွေကဒီမှာတမီတော်မှဒီနားတော့မှတော့လာရအောင်အောင်ဖြစ်တာဆိုတော့ဘာလို့တို့တွေကတခြားနေရာပဲမဲလာတက်ကြရတယ်ဗျာဒါတော့ငါတို့ကလောကခေါင်းနဲ့နာအောင်ပဲလောက်လေကဲဒါလေးကတော့ဆိုတော့ဒီနဲ့တော့ဒီကောင်အလုံးပြင်းအောင်ကျွန်တော်လုပ်နေဒီနေ့ညတော့စပါးရရမှာဆိုတော့နော်ကျွန်တော်ရဖိုးတယ်ဖွားတယ်လည်းဖေလေအဖိုးကဖွားတယ်လည်းဖေမေတွေတော့ကုန်ကြတာဆိုတော့အမဟုတ်မတော့ကို sorry ငါမားနေရကြောင်းနေရဂိုင်းဆော့ကြောင်းနေကိုလူမျိုးကအလုံးမလုံးနိုင်တော့ဆိုကျွေးချင်တာပေါ့နော်အလုံးမလုံးနိုင်နေတော့သူတို့ကလည်းခုတော်လုံးမလုံးနိုင်တော့အရင်အုံနေကြပြီပဲနော်အေးဒီထဲမှာတော့လုံးမလုံးနိုင်တယ်ကျွန်တော်တယောက်ချင်းပဲလောက်ကူနေရမှာကျွန်တော်နဲ့တပတ်ဆိုရင်ကျွန်တော်ကအမို့တပတ်ဆိုရင်ကျွန်တော်ကပြန်ရတော့မှာအခုကအင်ကာနဲ့ရောက်နေတယ်ဗျာအင်ကာနဲ့ဆိုရင်တနင်းခုနဲ့စားနဲ့တနင်းလာနဲ့ကြောင်းတက်လာတယ်ပြန်ပြီးအေးအဲ့နဲ့မှာကျွန်တော်တို့ကကြောင်းတက်လာတယ်အဲ့ဒီထဲမှာပြန်ပြီးတွားရအောင်မယ်ဒါနဲ့မကတနင်္လာရဲ့ကြောင်းတက်မယ်ဆိုရင်ကျွန်တော်တို့ကဘာဖြစ်စနေနေ့မှာပြန်ရမှာဘာလို့လဲဆိုတော့ line ဘာလို့ဆိုတော့နေရက်တွားတဲ့ line ဖြစ်နေတယ်ပေါ့ဗျာနေရက်တွားတဲ့ line ပေါ့နော်ပြန်ပြီးဆက်ပလိုက်တော့မယ်ကိစ္စမရှိဘူးအဖေမေတော့မပြောခဲ့ဘူးဗျာစပါးရဲ့ပြေးဆက်ရမှာလားဆိုတော့ကတော့ဒါနဲ့ငါတို့မန်းထရမြင်ထဲမှာကတော့စပါးဆက်ရဲ့အိုဘီဒီနေ့ကဆိုင်ကဘာမဆိုင်ဘူးဆိုတော့မရှိဘူးပေါ့နော်ရဲ့ပြီးပြန်ဆိုင်တာပဲရှိရလေဒီတော့ဆိုင်ကြရအောင်ပဲโอเคဒီနေ့ကတော့အရင်မပြင်းနိုင်ဘူးဘာလို့လဲဆိုကြည့်လိုက်လေဒီလောက်ဝေဖြစ်နေတယ်လေဖြစ်နေချေကဟိုလိုမျိုးကွာဖြစ်နေချေကကြည့်လိုက်ဦးလေဒီလိုမျိုးအရန်ကြီးဝေးရှယ်နဲ့တောင်းနေရဆိုတော့နော်ကိုယ်ခဏလုံးလေးခဏပဲမြင်ပုံဖြစ်သွားတယ်မြင်ဖြစ်သွားဆိုတော့အချိန်ပုံမှန်နဲ့တော့လေမအားတော့ဘူးဒီမှာကြည့်တော့ခုပြလောက်ပုံမြင်ဖြစ်သွားတော့ဘာတော့တောင်းမယ်ပုံတော့မပုံပေါ့နော်ဒါနဲ့ကိစ္စမရှိပါဘူးဆဲရတော့ဘင်းဘူးတော့ကောင်းပါလေတချို့တလေကတော့ဆဲတော့မစမ်းချကြဘူးပါနော်မင်းလိုက်ပြီးမှမင်းသားနဲ့ပဲစားပြီးမှတန်းရှင်ကြတာဒီလိုများတယ်ငါတို့ကဒါပေမဲ့ကျွန်တော်ဖက်မိလေးကအမဲလက်တစ်ထက်စပါးတွေစိုက်ပြီးမှနေထားပူကောင်းတယ်ဆိုပြောတယ်ဗျဘာလို့လဲဆိုတော့အမဲနဲ့ဘိုင်လို့တိမဝတ်နိုင်ဘူးတဲ့ကျွန်တော်လည်းနောက်တစ်နေ့ဒီနေ့ကျွန်တော်ပြန်တဲ့ခါမှာရက်ခါသွားဒီကနေယူထားရမယ်ထင်တယ်ဗျရက်ခါကျွန်တော်ယူသွားရမှာဒီမှာလေဒီကျွန်တော်စိုက်နေရတာပူကြည့်လိုက်နော်တီးမယ်ထင်တယ်
ဘရိုတို့ဒီလိုမျိုးနေရာကိုရောက်ဖူးကြတာဗျာโอเคရောက်ဖူးတယ်ဆိုတော့ကောင်းတာပေါ့မရောက်ဖူးတဲ့လူတွေပြောပြတာပါနော်ဒီလိုမျိုးကအရန်နဲ့ခိုင်းရတာအရန်နဲ့ခက်လေဗျာဒီမှာစပါးဆက်တာတွေတစ်ခုရက်တာတွေဟာပြောလိုက်တော့ဒီအကောင်တော့ဆိုရင်လာတော့ကြာတော့နေတယ်ဗျာကြီးလေလာတော့ကြာတော့ဒီလောက်ကြီးတို့ကြီးလိုက်ဒီလောက်နဲ့မူတော့ချော့တော့မယ်ဒီကျမဒါလေးကိုလောက်နေပြီခဲ့ကွာအာလာတော့ကြာတော့နိုင်တယ်အကောင်လုံးရိုက်ပြီးကျွန်တော်တဲထင်းနေရမှာတော့လာတော့ကြာတော့နိုင်ဒါပေမဲ့အခုတော်တော်ကျွန်တော်တဲထဲပဲဖြစ်နေတယ်ဘာမှမအင်တာနက်ကြရေးကျွန်တော်တို့ရဲ့ဘာလဲကွာအမေလိုက်တဲ့လူတွေကပြလာမယ်ဆိုရင်တို့ရက်မှာပဲဒါတွေကကျွန်တော်တို့ရဲ့အခုဒါကသူများတဲ့ဟာမဟုတ်ဘူးကျွန်တော်တို့ဟာပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဟာကဟိုလိုမျိုးကွာပြောမှဆိုတော့အော်မြင်ရတယ်ကွာကြောက်ဖို့ကောင်းလိုက်သွားပါတေးတပတ်ဒါကျွန်တော်တို့ဒါရောတော့ပြည့်စည်မှာပဲဒါရောတော့ဖြစ်မှာပဲโอเคခုတော့မှကုံတော့မယ်ဒီမှာပစင်ကျိုးတော့ဟိုလည်းပဲကွာစာကြီးရဲ့တခုရက်တော့ကျိုးတော့မယ်ဒါကိုရဲ့အာလားဟာငါညက်လာဗျာငါညက်တော့မဟုတ်နော်ညက်တက်ကောင်ဆင်းအောင်နဲ့အေးဒီမှာတခုကောက်စားနေတော့မှငါရက်ထားတဲ့ဟာကိုငါဆက်ထားတာကိုကောက်စားတော့မှတေးချဖို့တည်ရဟာဒီညတော့ကွာဒါတော့ကျူးသွားပြီခဏဖယ်မယ်နဲ့ဆူးခံရအောင်မယ်ကဲနဲ့တော့ကျူးမှာပါငါတို့လည်းကျူးစားပြီးလောက်နေရနော်โอเคကောင်းမှာလည်းခုပဲကောင်းတော့မှာပဲဆက်ရမှာတော့အများကြီးပဲဒီမှာဒီနေ့စပါးတော့အများရလာတယ်စပါးတော့အများကြီးရလာတယ်စပါးရတဲ့ကြားထဲမှာမူးချောက်တော့မှာโอเคစပါးရတဲ့ကြောင်းမှာမူးချောက်လာတဲ့ကြားမှာအင်ပြရမယ်ဒီနေ့ညတော့ဘယ်လိုလဲတော့မသိဘူးဗျာကြီးလိုက်ဒါရတယ်မြင်တဲ့ဒမ်းပဲကွာပါတယ်ထိုးစားတယ်ဆိုတော့ကြီးလိုက်လေအလောက်ကတော်တော်များများလောက်နေတယ်ဟိုးမှဒီထင်းနေတယ်တညမူးချောက်သွားတယ်ဗျာတကယ်ကိုစစ်ပြတ်ဖို့ကောင်းတာဒါတော့မှကျိုးတော့မယ်ကျိုးသွားပြီအင်ပြန်မင်းဖြစ်ပြောင်းငါကျိုးသွားပြီဒီနေ့တကယ်ကြတော့မူးချောက်လာရဲ့အလောက်တော့ပူပါရင်ဘာလို့လဲဆိုတော့နဲ့လည်းမနေအရင်ပူတော့အလောက်မလောက်နိုင်ဘူးဗျာโอเคထားလိုက်တော့အင်ပြန်ကောင်းမလားတက်ပြေစောတော့ခောက်လိုက်ဦးမယ်ကြာကျွန်တော်လည်းအယူတော့ရ Minecraft ထဲမှာတက်ပြီးခွန်နေစပြီးမှပဲစောင်းနေကြတာဆိုတော့နော်โอเคတက်ပြေစောခေါ်မယ်တက်ပြီးခေါ်ပြီးမှပဲနေတော့ဒါရင်းဇိုဘီတွေပုံမှန်ထင်နေဗျနည်းနည်းလေးကြောက်အော်တက်ပြေတော့ရွာပေးနေမှာတော့မခေါ်ရဘူးတကယ်ကြတော့ဒါပေမဲ့ခေါ်လိုက်တော့မယ်ပြစမ်းရှူလေး yes please okay မြင်လောက်မူလာချောင်းတော့မြင်လောက်မူချောင်းနေပါပြီကွာဒီကလာတော့တွင်းနေပြီဟောခဏဒီတင်ဖြိုးရမယ်ဗျ yeah okay ဒူပြတန်ချမ်းနေတော့ဒူပြတန်နဲ့တော့ခဏဒီနားတော့မှဒါရေးကြည့်တယ်ဒီထဲမှာဒါရေးကြည့်တာလေးဆုံးသွားလိုက်မယ်ဒါရေးကြည့်တယ်ဒီထဲမှာဒါရေးကြည့်တယ်နားတစ်ခုတော့လောက်လိုက်မယ် okay လေးကို okay ဒီကောင် okay ဒီကောင်ဆိုတော့ကိုကဲစားမရှိတော့ပါဘူးမြင်ဆက်နေတော့ကြည့်အောင်ဒီနေ့ကတော့မိုးလေးချုပ်ပြီးဇူဘီမပေါ်လာတာပဲကောင်းပါတယ်ဒါလာကြည့်လိုက်ဦးဒီနေ့ဆက်တာဒီနေ့ကြီးထွားနေကြီးဟာပြိုးကောင်းနေဒီနေ့ဆက်ဒီနေ့ကြီးထွားနေတယ်ဗျဟာလာအရင်မိုက်တယ်အရင်ကြိုက်တယ်ကွာဖေရပြပြရအောင်ကျွန်တော်တာဒီနေ့ဆက်တာဒီနေ့ဒီကြီးထွားတယ်ဆိုတာကိုတော့ဒီနေ့ကြီးထွားတော့ပြိုးမယ်ကွာကျွန်တော်ဒါဆက်ပြီးဒါကုံရက်ပြီးဆိုကြောင်းထနေရက်ပြီးဆိုခုနအရင်တော့ဆက်ထားတဲ့ဟာတော့မှအခုဒါဆက်ထားတဲ့ဟာတော့မှကြီးထွားနေပြီပြန်ရမယ်ဖြစ်နေဗျအဲ့လိုမျိုးတော့ဖြစ်နေဟိုရှိအလားမြားပါသေးတယ်ကွာငါခုန်နေပြီးတော့ဒီနေ့ညတော့မှအဲ့တော့ဒီတနေ့မှာပဲစနေနေ့ဆိုတော့ဒီနေ့ခွင်နဲ့ဒီနာအင်္ဂါနဲ့ဆိုအင်္ဂါပထမကြတာပတေတော့ကြာစနေ3ရက်ပဲကျန်တော့တယ်3ရက်ကြာတဲ့ကြားထဲမှာအိုင်ဆိုတော့ဆက်ထားရတာလေဒီနောက်တော့โอเคမဆိုင်တော့ဘူးဒီနောက်တော့ကတော့ထားလိုက်တော့မိုးကပြန်ပြီးချောပြီးဆိုတော့ဒီမှာဒီကောင်ပဲပြန်ပြီးလောက်ရတော့မယ်ကွာပြန်ပြီးလောက်ရတော့မယ် yes
yes 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 မကိုစနေစပါးရတော့တနေ့ကိုရေးလိုက်မယ်ဆိုရင်ရမ်းပြင်းချေနိုင်တယ်ရှိတယ်ဒါတွေကယူဒီထက်မှယူနေပါတော့ရှေ့ရန်ကောင်းနေကြဒီနေရာကြီးဒီလိုရေးရတယ်တော့ကွာဒီဆောင်စီစပါးရတော့ရမ်းမြန်ကြဒါပေမဲ့ဆက်ရတော့အဖေကိုပြောရကောင်းမယ်ထင်တယ်စပါးမကျွန်တော်ရေးပေးရတဲ့ပေးလိုက်မယ်ဆိုတော့နော်ဆက်တော့ကျွန်တော်ရဲ့ရွာသားတွေဆက်ခိုင်းရမယ်ကျွန်တော်ရဲ့ရွာထဲမှာလူဆက်ခိုင်းလိုက်မယ်ဆိုတော့နော်ဒီလိုမျိုးတွေ့ကိုကောင်းမယ်တင်တယ်ပြောလိုက်တော့မယ်ကွာဒီနေ့ညဒီကောင်တော့မဆက်တော့ဘူးကျွန်တော်ရဲ့ရွာမှာရှိတဲ့အမေလိုက်တဲ့လူတွေကိုလည်းတော့ဆက်ခိုင်းရမယ်ဒါပဲငါဟုတ်ဒူးလိုမှရမ်းမိုးရအောင်ဟုတ်တယ်ဗျဒါပေမဲ့ထားလိုက်တော့ကိစ္စမရှိဘူးသူတို့ကိုဆက်ခိုင်းတော့မယ်ကျွန်တော်အကြောင်းတက်ဆိုတော့ပညာလေးရှာတယ်ပညာယူတယ်ပညာရှာတယ်ဆိုတော့နော်သူတွေပြောတော့မရတော့ပါဘူးနည်းနည်းပြန်တော့ပဲမုန်းချောက်ပြီးဒီနေ့ညတော့အခုအဲ့တော့ရအိတ်ချလာပြီနည်းနည်းပြန်ဆက်ဒီဆက်ကိုနည်းနည်းပြန်မလုပ်ကောင်းတယ်ဗျထားရတော့ဒီနေ့ညတော့ပြောပြီးနည်းနည်းပြန်အေးစစ်ကျွန်တော်တို့ရဲ့ရွာမှာပါတယ်သူတက်တယ်ဆိုတော့သွားရှာကြည့်မယ်ပါတယ်လောက်ထားတယ်ပါတယ်ရေတနာထားနေရှိတယ်ဆိုလည်းဒီပြေတယ်ပေါ့နော်โอเคအဖေကျွန်တော်ရတော့ပြီးပြီဆိုရင်โอเคပဲကိုကကျွန်တော်ဆက်ထားတော့ရန်ကြီးနေပြီဗျโอเคဒါဆိုဒါကောက်လိုက်အောင်မယ်โอเคကောင်းတာကတော့ဒီနားလုံးမှာကောင်းနေတယ်ဗျဒီနားလုံးမှာဆက်ပြရဦးမယ်ဒီနားလုံးမှာတော့နော်ဒါမစ်ရှင်အရင်ကောင်းလိုက်ဟာနော်ဘာလို့လဲဆိုရေဘေးနားမှာရေမြင်ရရင်ကောင်းတာတကယ်ကြတော့ဒါဟိုရေမရှိတာနဲ့နော်ထားတော့โอเคပြင်းအဲ့ရင်ဆော့ဆစ်စီအဲ့မယ်ကွာမိမိဆော့ဆစ်စီအဲ့နေလိုက်ည7နှစ်နိုင်တော့မူးချောင်းနေပြီတင်နေဗျကြည့်ရတာမဟုတ်လားဟုတ်တယ်ည7နှစ်နိုင်တော့ရောက်နေပြီဆော့ဆစ်စီအိမ်ပြန်မယ်ဆော့ဆစ်စီအိမ်ပြန်မယ်ဟာတကယ်တော့ဒီမှာတော့ဒီရွာမှာတော့မဲလက်တဲ့သူနဲ့ရှင်းထောက်ထားတာမလို့ဇူဘီတို့ခရင်ပါတို့စကလိုက်တန်တို့ကတော့မမြောက်အဖို့ကျွန်တော်တောက်စောင့်နေရလားဟာတောက်တော့စောင့်ရမလို့လေခဏတော့အဖေဖို့မှာဒီမှာစပါးရိပ်ထားတဲ့ဟာဒီမှာထည့်လိုက်ဦးမယ်နော်โอเคဟိုဒီနားတော့မဟုတ်ဘူးကွာဒါငါတို့ရဲ့မူလိုမျိုးကွာခုတွေပြောရမစို့တန်ပြင်းနေရလေပေါ့ဗျာဒီစပါးရထားတဲ့နေရာဘယ်နားလောက်မှဖြစ်သွားပြီလေဟောနားလောက်မှမကြည့်ဟုတ်လေဒီနားလောက်မှဟောညီမလေးအခုချိန်တည်းမအိတ်သေးဘူးလားထားတော့စကားမပြောတော့ဘူးသူရင်းငေါ့မပြောရှင်တဲ့စတစ်ခုနဲ့ခုနမင်းကကျွန်တော်အဖေပြလာတဲ့ဆိုရယ်သူ့ကျွန်တော်စကားမပြောလိုက်လို့သူဆက်ဆုပ်တာဖြစ်နေကြည်ပါတော့မှပါကျွန်တော်ချမ်းနေပဲတွားရအောင်တော့မဟုတ်ဘူးဒီနားလုံးမှာတော့မကြည့်ဘူးဗျဟုတ်လေဒီနားလုံးမှာဖြစ်နေရှိတယ်နှုတ်ဒါကျွန်တော်ရဲ့ဖယ်ပဲဟုတ်ကဖဲစီတွားစကားဝရှိပြောနေရမလို့ပြောတော့ဘူးဒီနားလုံးမှာလားကဲစပါးထားရမရှိတော့ဘူးငါပြနာမထားရဒီမှာโอเคရှင်တို့ကျွေးရတာလားကျွေးရလားသူငါပြောဘာပြောမနေရကျွေးရတော့ဟဲ့ငါစပါးကျွေးရခဏကျွေးတော့ဒီမှာโอเคပဲခဏတကားပြလိုက်မယ်ဒီမှာညဲလို့လာပြီးမှကျွေးလို့လာရင်စုခစားကူတော့နိုင်ချေရှိရစပါးတော့ရက်ခါတော့အများကြီးရှိတယ်ဗျထည့်ထားလိုက်တော့ဒီညရက်ခါကတော့ဒီနားလုံးမှာပဲโอเคဒီနေ့ရရတဲ့ရက်ခါကဒီနားလုံးမှာလုံးမယ်40ကျော်တော့ရလာတာပြောဖို့ကောင်းတယ်လက်စိတ်ကျော်ရတာကနော်ဒီနေ့မှာတော့အများကြီးပဲဒီရက်ခါတော့တနည်းလောက်စားရကြတာဒီနေ့လောက်စားတော့တနည်းလောက်စားရကျွန်တော်မိသားစုပဲပြောတာပါဒါလေးကကျွန်တော်မိသားစုစားတနည်းလောက်စားတယ်တကယ်ကြကျွန်တော်ပုံမောလေးယူထားရမယ်ဗျဒါပေမဲ့မယူတော့ဘူးပုံမောတော့โอเคထားရโอเคဒီနားလုံးမှာထားမယ်နော်အဖေတို့ရက်ခါတော့တော်တော်များများတော့ရှိနေကြတယ်โอเค
ဒါလည်းဖုံးလိုက်တော့မယ်ခဏငါ့ကိုခိုးသွားတယ်လို့တော့ထင်သွားဦးမယ်ဘာလို့လဲဟိုဖုံးလိုက်ပြီထားလိုက်တော့ကဲစားမရှိဘူးပြီးသွားနိုင်ပြီပြီးသွားတော့မယ်ဟာတခုတနေရစီနေတကားဖွင့်နေတယ်အောင်ဖွင့်နေကြက်ညက်လေလာဝေသွားတော့ပါဦးမယ်ကုန်လာပြီโอเคဒါလေးတခုတော့ကျွန်တော်ယူထားလိုက်မယ်โอเคဒီထမ်းမှာကျွန်တော်တခုတော့ယူထားမယ်ကိုခွေရဆိုတော့လေ what မူလေးတော့မယ်မြင်အိမ်ပြေပြီအိမ်မယ်ဒီနေ့ညတော့အိမ်မယ်မအိမ်မရဘူးအိမ်မယ်အဖိုးတာအိမ်လာပြီတာပြန်လာပြီမဟုတ်လေကွာသူများကိုသွားပြီးဖူးကြောင်နေရမဟုတ်လို့လေကျွန်တော်ရဖွင့်အောင်အမွှေးရင်ပြန်ပြုတ်သွားပြီလေလိုင်းအောင်မားနေသေးတယ်ဗျအင်အားနည်းနည်းလေးပဲမြင်ရှင်းတေးလေးပဲဒါကျွန်တော်လိုင်းအောင်မားနေသေးတယ်ဟိုအဲ့လိုမရတော့ဘူးထင်နေဗျမအဲ့ခန်းတော့ဘူးထင်နေကျွန်တော်အဖေမွေးအောင်အဖွာအဲ့လိုမရလေဘူးလားအိမ်မယ်အဲ့ရက်ဒီဖဲမှာအေး yes ဒီညဆူအေးလိုက်တော့မယ်ကွာ yes okay ကြတော့အဲ့လိုက်ပါပြီပုံရရှိတယ်ဒီရှိဗျဒါလိုက်တော့ကြတော့အဲ့လိုက်ပြီ okay ခဏကျွန်တော်ရဖူးတဲ့ကျွန်တော်ပေးထားတဲ့လက်ဆောင်ပေးခင်စပါအဖို့ဒီမှာနော်ပြောမယ်စပါဒီမှာလေကွာဆိုင်ဒီမှာကျွန်တော်ရက်ထားတဲ့ဟာပေါ့နော်ဒီနားတော့မထားပေးထားတယ်လို့ပြောလိုက်တော့အဖို့ဒီမှာလေတာလေးဒီအဖို့မထားခင်မြူပေါ့နော် okay ဆိုတော့တနေ့ရတော့ရှိလိုက်ဦးမယ်တော်လဲအောင်တော့ဖို့ဘာကြည့်နေရလဲခူးတာမဟုတ်ဘူးနော် okay တော့ဒီနေ့ညကတော့တနေ့ရရွှာချကြည့်လိုက်ဦးမယ်ဗျာကျွန်တော်ဒီကနေ့ကျွန်တော်အတွက်အကောင့်တစ်ကောင်တော့ယူသွားရမယ်ဗျာကျွန်တော်ကြောင်းအတွက်ပေါ့နော်ညက်တစ်ကောင်ယူသွားလိုက်မယ်စပါတော့မရက်ဒီလောက်စီများငါဘယ်လိုရိုက်နိုင်မလဲကွာကြည့်လိုက်ဦးရေများလိုက်တာခက်မန်းကြီးလာတော့မရက်သွားနိုင်ချင်ရှိရဲ့ကြည့်လိုက်တော့ okay ဒီနေ့မှ line တစ်ခုဖုတ်ထားတယ် line ဖုတ်ထားနေသွားလိမ့်မယ်ဘာကောင်လဲကွာဟာဒီကောင်အရင်များတယ်ပုံများတယ်ကျွန်တော်ရဲ့အဖိုးတွေနဲ့ကျွန်တော်ကိုပေးထားတဲ့လက်ဆောင်တွေတော့မစားခဲ့သေးဘူးပွားနဲ့ဒါဘာကောင်လဲကွာဘာကောင်လဲဒီကောင်မမြင်ဘူးနွားလားဟောနွားအေးကျွေးတွေကွာကျွေးနားရကွာကျွေးwhat ဘာကောင်လဲမသိဘူးနော်ကျွန်တော်မမိတော့ဘူးကျွန်တော်ကမြို့မှာနေရဆိုတော့ကြားတယ်โอเคကျွန်တော်ပေးထားတဲ့ညီလေးနဲ့အဖေနဲ့ပေးထားတဲ့အဒီစားမယ်ဟိုဒါစားလို့မရဘူးအဒီမဟုတ်တင်တယ်ဒါကျွန်တော်ရဲ့ညီလေးပေးထားတဲ့ဟာမဟုတ်လားလုံးစားရမယ်တော့လေဟာโอเคမတနေကြပါဘူးလေးရှိတယ်ဟောဒီနောက်မှာတော့လာရောက်မရှိဘူးကျွန်တော်ရဲ့တင်ချင်းနဲ့တွေ့ရပိုကောင်းမယ်ကြာကျွန်တော်တင်ချစ်စီကလည်းလာပါနေမယ်ဆိုပြီးမှလာတာဆိုလို့ဘာမှမရှိရတင်ချင်းဆိုတော့ဘာကောင်မှမရှိတာကြည့်လိုက်ဦးလေโอเคမရှိတဲ့အိမ်ပြန်လည်းမဖြစ်မှာကွာဒီနေ့ခုနေအင်္ဂါပုတ္တဟုကြတဲ့ပတိတော့ကြာဆိုတော့ဒီနေ့ကအင်္ဂါပုတ္တဟုနဲ့ရောက်ပြီဒီနေ့မှာတော့ပုတ္တဟုနဲ့ရောက်ပြီဆိုတော့ဒီကောင်ကမျိုးသွားရမှာညကတော့လာပါတယ်โอเคမျိုးသွားလိုက်မယ်ကွာရောက်โอเคဒါငါညစ်ပဲဒါငါညစ်ရောအေးလာရလားနော်ဘာကောင်လဲ yes ဒီကောင်မွေးတော့ဒီကောင်ကမွေးတော့ငါနဲ့တူလာပြီဗျဟုတ်လိုက်မဟုတ်လေကွာ okay down ထင်နေလို့ထင်နေ down ထင်နေရှိတယ်ဒါမှမဟုတ်ဇီကန်လားဟုတ်တယ်ဇီကန်ဖြစ်နေချင်ရှိဇီကန် okay ရတော့ကြက်မရှိဘူး okay ဒီနေ့ညတော့ဒီလိုပါပဲဒီနေ့ညတော့ဒီတန်းနဲ့ပဲဒီနေ့ညလည်းကျွန်တော်ပြန်တော့မယ်ဗျာ okay ထားရကျွန်တော်ရဲ့ဖေးသွားလိုက်ဦးမယ်ကျွန်တော်ဖေးသွားပြီးပြန်ပြီးနှုတ်ဆက်လိုက်တော့မယ်ကွာ
ဟာငါတောက်လေကျွန်တော်ငါညီလေးကိုရမ်းချစ်တယ်ဗျညီလေးရတယ်ရမ်းချစ်ဖို့ကောင်းတယ်ဦးလေးငါညီလေးကတမင်တည်းငါများတာပဲတတ်တယ်ဗျနော်ငါများတာပဲတတ်တယ်ကျွန်တော်သူ့မှာပိုင်းတီးလေးမစားသေးဘူးထင်တယ်ဗျအာပိုင်းတီးယူထားလိုက်မယ်ကိုယူထားလိုက်မယ်နော်ညီလေးအကူယူထားလိုက်မယ်နော်ကြားရတယ်ယူထားလိုက်တယ် okay ထားလိုက်ဆိုတော့ဒီကောင်ထားလိုက်မယ် yes အကူရှာထားတယ်နော်အကူရှာထားဒီအတီးရောယူထားရမလားno okay ပုံမှာပါရှိတယ်တားရတော့ဒါမြူတော့ဘူးတာညီလက်တပိတ်ထားတော့မယ်ကွာညီလက်တပိတ်ရောက်ဒါလည်းညီလက်တပိတ်ညီကိုအနန်ချစ်လာရဆိုရက်လိုက်နော် okay အကူလေးတော့တနေ့ကြောက်မှာပဲညီလေးကိုကြောင်းထားပေးမယ်နော်တော့ရမယ်နော်ညီလေးအကူနောက်ဆက်ခဲ့ပါတယ် bye bye နိုင်ရချစ်တယ်ကွာရောက်နေ့ကဒါချစ်ကျွန်တော်ပေးခဲ့မယ်ရောက်ဒါပေးခဲ့မယ်ကျွန်တော်ဒီပြီးထားလိုက်မယ်နော် bye bye wait တော့မယ်နော်ခေကြလေကျွန်တော်တားနောက်ဆက်ပြီးပြီဆိုတော့ဟာငါညက်အလာစညရကွာကျွန်တော်ညက်ပြမသွားပြီလေထားလိုက်တော့ဒီကောင်ဖြစ်နေကြရေးဗျတမန်ငါကျူမပါတော့ဖေးစီပေးသွားလိုက်ရမှာဖေးလေးနောက်ဆက်လိုက်မှာအဖေတိုင်းမနော်စားပါဘေးကျဲတော့မလို့တားအရင်နောက်ဆက်ပါတားနောက်ဆက်ပါလေဗျာအဖေကျွန်တော်လည်းကြောင်းတေးရမယ့်အချိန်တွေရောက်နေပြီဒီနေ့မှပဲနောက်ထပ်လိုက်ပါလေအဖေတာကတော့ပါတယ်တာကတော့ပါတယ်နော်တော်ရမယ်နော်အဖေတာတော်ရမယ်နောက်တစ်နေ့ကျအောင်ပြေပြီးပြလာပါလိမ့်မယ်နော်ဟောပြောမယ်ရက်ခါတာအဖေကိုပြန်ပြီးပေးလေဗျာဒါကျေးဇူးပါပဲရက်ခါတော့ဒီနောက်ကျွန်တော်ပြချင်တယ်โอเคရက်ခါတော့အဖေထားထဲထားရနော်ရက်ခါပြီးတော့ဒီလိုရှိနေထိုင်ကြပါโอเคတွေ့ရတာအရန်ဝမ်းတာပါလေအဖေအမေစီတွားပြီးမှနောက်ဆက်ပြီးမှတော်တော့မယ်နော်ဘိုင်ပြန်တော့မယ်အဖေโอเคဒါလည်းတော့ကျွန်တော်ပြန်ရတော့မယ်ဆိုတော့ပြန်လိုက်တော့မယ်ကွာကျွန်တော်ရဲ့အမေစီကိုတွားနောက်ဆက်လိုက်တော့မယ်အမေဒီနားတော့မရှိရလားမဟုတ်ဘူးဒီနားလို့မရှိဘူးအမေရှိတဲ့နေရာတော့ငါလည်းမိတ်သွားတယ်အိမ်ကတော့တခုရှင်းကတူညီတာဆိုတော့နော်ငါညီလည်းပြင်မချက်ဘူးဗျဘာလို့လဲဆိုတော့သူကညီလေးဆိုတော့စကားလည်းရဲမပြောတဘူးငါမေမရှိโอเคဒီနောက်တော့ကျွန်တော်ရဲ့မေပဲโอเคဟောအမေကဘာလို့လဲအင်ကြီး6နေတင်နေဗျဟုတ်တယ်အင်ကြီးတက်ကျွန်တော်ပေးမလားတော့ဒီအမေကျွန်တော်ပေးမလားဒီအင်ကြီးယူပဲလေကြိုက်တယ်ဖေအမေပဲကြိုက်တယ်လို့ကြိုက်တယ်ဒါမိမဲ့ဝေးကြည့်ဟုတ်မပေးဘူးလားပေးလိုက်အမေကျွန်တော်ပြန်တော့မယ်နော်ဆက်မကောင်းပါဘူးအမေကကျွန်တော်လေးဆက်မကောင်းပါဘူးအမေကျွန်တော်လေးပြန်လိုက်တော့မယ်နော်ဘာလို့လဲဆိုတော့ကျွန်တော်လေးကြောင်းတက်ရမယ့်ချိန်နေရလဲရောက်နေပါပြီကျွန်တော်ရဲ့ family တွေလည်းအဖေကိုလည်းနောက်ဆက်ပြီးပြီ okay အမေဒါလေးကျွန်တော်ပေးပါလားကျွန်တော်ကြောင်းတိုင်းကြီးလုပ်ချင်လို့ပါဒါပေမဲ့ဒီကောင်ပါမဟုတ်မကြိုက်ဘူးโอเคသွားပြီနော်အဖေသွားပြီနော် bye bye okay နောက်နေ့မှပြန်ပြီးတက်မယ်နော်နောက်တစ်ပတ်မှကြောင်းပေးရင်မှပြန်ပြီးပြန်လာပါမယ်နော် bye bye အမေကျွန်တော်ရဲ့အတွက်ရက်ခါပါမယ်ပေးနိုင်မလဲ okay မပေးနိုင်လေထားရနော်အမေကလည်းဘာမှမရှာဆိုတော့အဲ့ဒီထောင်းနေပဲနေထိုင်တာဆိုတော့နော် okay နောက်တစ်နေ့မှပြန်မယ်နော်တတပဲအဲ့ချစ်တယ်ဗျာကြောက်လိုက်ဦးမယ်ဗျာokay သွားမယ်နော် bye bye ပြန်ရတော့မယ်ရွာတို့ပြန်ရတော့မယ်ရွာဝင်ပြန်ဘုံဘိုးလေးမဟုတ်လေကျောင်းပြန်ရတော့မယ်ဟုတ်ဒီတိုင်းလေးနော်ဒါတော့တော်တော်မားတယ်ကျောင်းပြန်ရတော့မယ်တွားလိုက်တော့မယ်ကျောင်းပြန်ရတော့မယ်ဒီပုံစံနဲ့ပြန်သွားနော်ဒါပေမဲ့ကျွန်တော်အိမ်မှာဟိုမှာကျောင်းမှာရှိတယ်ဟုတ်ဒီတော့နောက်ဆက်လိုက်ဦးမယ်အခုတွားတော့မယ်နော်အခုကျွန်တော်လည်းပြန်ရမှာဆိုတော့ဟိုကဒီဟာတော့မပြောတော့ဘူးကျွန်တော်လည်းကျောင်းတက်ရတော့မှာဆိုတော့ဒီနောက်တစ်နေ့ကြာရင်ကျောင်းတက်မှာလေနော်အဲ့မှာကျစပါတော့ရေးပြထားတယ်ဒါပေမဲ့ကျွန်တော်ဒီမှာတွေ့လာတာနဲ့အကူတို့ကဖယ်မေတို့အားလုံးကိုတွေ့ရတာကျွန်တော်အရန်ဝမ်းတာတယ်ပျော်ရွှင်မှုလေးရတယ်ဗျဒီချိန်မှာကကျွန်တော်တို့ရဲ့ရွာတွေအရန်တိုးတက်နေဗျအဲ့ဒါဘယ်သူကြောက်လဲဆိုတော့ကိုကြောက်ထင်နေဗျโอเคရင်းနေကျေးဇူးတင်ပါတယ်ကိုရေဒီမှာဂိမ်းဆောက်ပြီးတော့ရင်းကျေးဇူးတင်ပါတယ်ကဲကျွန်တော်လည်းကျောင်းတက်ရမယ့်ချိန်ရောက်နေကြောသွားပြီနော်အဝေးရှည်ရှည်တော့မပြောတော့ဘူးသွားရမယ်နော် bye bye
အိုးရမ်းချစ်တယ်ဗျာကျွန်တော်ရောရမ်းချစ်တယ်ကျွန်တော်ရောမမိတ်တော့တော့ကွာရမ်းချစ်တယ်ကွာဘယ်တော့မှမထားနိုင်တော့ဘူးโอเคတော်တော့မယ်ဘိုင်ဘိုင်